လူဆိုတာတော်တော်ခက်တယ်ဆင်းရဲမွဲတေတဲ့လူဆိုအမျိုးတောင်မှပဲအမျိုးတော်တယ်လို့ပြောချင်တော်တော်နီးစပ်တဲ့အမျိုးတောင်အမျိုးမတော်ဘူးလို့ပြောတယ်ဆင်းရဲပြီဆိုလို့ရှိရင်ဘယ်သူမှမကြိုက်အဲ့တော့ဗမာပြည်ကလည်းအခုဆင်းရဲနေတယ်ဆိုတော့တည်ပြီးတော့အမျိုးတော်ကျင်ကြဖို့မပေါ်ဟုတ်ကြနိုင်ငံတကာဝိုင်းဖိနှိပ်အဲ့ဒါဆင်းရဲလို့မဆင်းရဲအောင်လုပ်ကြကိုယ်နိုင်ငံကြီးပွားတိုးတက်အောင်လူတိုင်းဟာအသုံးအဖြုံးမှာအသုံးမဲ့သုံးပြီးတော့အဖြုံးနေမဖြုံးကြပဲနေဗမာလည်းအဖြုံးကတော့တော်တော်ကောင်းတယ် iPhone ကင်တာမြန်မာပြည်ကအများဆုံးဖြစ်နေတိုင်းပြည်ချမ်းသာအောင်ရှိမှမရှိလို့ရှိရင်မရှိခိုးနိုးမလှဆုံးရိုးတဲ့လူကလည်းရုပ်ဆိုးပြီးဒီကောင်ဆုံးတတ်တယ်နဲ့တူတယ်ဒီလူကဆုံးတယ်ဆုံးဒီကြီးဆုံးမကြီးလို့ပြောခံမလှတဲ့လူဆိုရင်လေမရှိတဲ့လူဆိုရင်ခိုးနိုးပဲငါပစ္စည်းများခိုးမလို့လာတာလားမရှိတဲ့လူလာရင်အဲ့လိုထင်တာဒါကြောင့်ရှိအောင်ကြိုးစားရမယ်တရားမှန်ကန်တဲ့တရားတဲ့နိလန်းနဲ့အလုတ်ပို့လို့အလုတ်ကြိုးစားရင်ရှိလားအလုတ်ကြိုးစားတစ်ချိန်တော့ဗမာပြည်ဟာရှေ့တောင်အာရှမှာချမ်းသာလို့သူများတော်လိုက်ပြီးထောက်ပံ့နိုင်တဲ့နိုင်ငံဖြစ်ခဲ့ဘူးတဲ့ပေါ့ဒါအမှန်တိုင်းပဲနော်ကံမကောင်းအကြောင်းမလှတဲ့အခါမှာဒီဘဝရောက်လာကံမကောင်းဆိုတာအလုတ်မကောင်းလို့ဖြစ်တာနော်မင်္ဂလာတုံလေးစိတ်ခုမင်္ဂလာတုံလေးစိတ်မဟုတ်ဘူးအရင်အဟောင်းဟာအာရှမှာပထမဆုံးကောင်းဆုံးနဲ့အရှိတောင်အာရှသမတရုပ်ရှင်ယုံကြီးကစင်ကာပူကတောင်လာကြည့်ရအကောင်းဆုံးနဲ့ရုပ်ရှင်ယုံနဲ့ရန်ကင်းတိုက်တန်းနေရဆိုရင်စင်ကာပူကနီးလာယူရတယ်ခုချိန်ပြောတာမဟုတ်ဘူးနော်ခုချိန်နီးယူစရာဆိုဘာမှမရှိဘူးနီးယူစရာမရှိဘူးစော်ကားစရာပဲရှိတယ်ဘာမှမရှိဘူးနီးယူစရာတခုမှမရှိဘူးခုချိန်အဲ့တော့တစ်ချိန်လုံးကတကယ်ဖြစ်ခဲ့တာအဲ့ဒါလွတ်လပ်ရေးရပြီးတဲ့အချိန်မှာတိုးတက်ခဲ့တယ်အဲ့ဒါကိုတတိထားပြီးတော့နိုင်ငံရေးတရားဟောတာမဟုတ်ဘူးနော်ဒါတတိထားပြီးတော့အလုပ်ကြိုးစားရမယ်ကိုယ်ချင်းချင်းညီညွတ်ရမယ်ဒါမြတ်စွာဘုရားလည်းပဲဒီလိုပဲဟောတာနော်